အသင်းကြီးတောင်မရောက်သေးပေမဲ့စံချိန်မှတ်တမ်းသစ်ကိုရေးထိုးလိုက်တဲ့ JJ Gabriel United ရဲ့လူငယ်ကျဲဝင်လေးဖြစ်တဲ့ JJ Gabriel ကိုတော့အသင်းကြီးအတွက်ပွဲထွက်မကစားသေးခင်လူငယ်အသင်းမှာပဲစံချိန်မှတ်တမ်းသစ်တစ်ခုကိုရေးထိုးနိုင်ခဲ့ပါတယ်။ Old Trafford မှာ Peter Brook နဲ့ရင်ဆိုင်ခဲ့တဲ့ FA Youth ပွဲစဉ်မှာတော့ United လူငယ်အသင်းက JJ Gabriel ရဲ့တလုံးတည်းသောသွင်းဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။အောက်တိုဘာလကမှအသက်15နှစ်ပြည့်ခဲ့တဲ့ JJ Gabriel ကပွဲချိန်22မိနစ်မှာတမိုင်းဝင်ဂိုးကိုသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။သူကအဲ့ဒီဂိုးကြောင့်ပဲ FA Youth Cup တမိုင်းမှာတော့အသက်အငယ်ဆုံးဂိုးသွင်းသူဖြစ်လာခဲ့ပါတယ်။ JJ Gabriel က United အတွက်12ပွဲကစားရမှာ17ဂိုးအထိသွင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။သူကဒီဟာဒီမှာ Liverpool Youth Section နဲ့ပွဲမှာ hat-trick သွင်းနိုင်ခဲ့သေးပါတယ်။ Gabriel ကကြောင်တဲ့ရီယာတန်းမှာစာတင်ကြားနေဆဲဖြစ်ပေမဲ့ United Academy မှာခြေစွမ်းပြကစားနိုင်မှုနဲ့တူ Instagram မှာ follower 3 သိန်းကျော်အထိပိုင်ဆိုင်ထားပြီလည်းဖြစ်ပါတယ်။ဒါအပြင်သူကပါရမီရှင်တူဖြစ်တာနဲ့အညီအသက်17နှစ်အရွယ်ကလေးက Nike နဲ့စပွန်ဆာစာချုပ်ချုပ်ဆိုထားနိုင်သူလည်းဖြစ်ပါတယ်။သူက United Academy ရဲ့အလားအလာအကောင်းဆုံးကစားသမားဖြစ်တာနဲ့အညီဘာစီလိုနာရဲ့စိတ်ဝင်စားခြင်းလည်းခံနေရပါတယ်။ United ကလည်း JJ Gabriel ကိုအသင်းမှာဆက်ထိန်ထားနိုင်ရေးအစွမ်းကုန်ကြိုးပမ်းနေပါတယ်။ United နီးပြ Ruben Amorim က Gabriel နဲ့2ကြိမ်တိုင်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့အခုရာသီမှာပထမအသင်းနဲ့အတူ2ကြိမ်တိုင်4ကြိမ်ခန့်ဆင်းခွင့်ပေးထားပြီးလည်းဖြစ်ပါတယ်။သူက Everton ကိုရှုံးနေတဲ့ပွဲစဉ်မှာ United Director Box မှအကြီးကွန်ရရှိခဲ့ပါတယ်။မင်းညာကပွဲမှာတော့သူကစားသမားဘွားတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ် Old Trafford ပွဲမှာကစားခဲ့ရမှာတော့ FA Youth Cup တမိုင်းမှာအသက်ငယ်ဆုံးဂိုးသွင်းရှင်ဖြစ်စေမဲ့ဂိုးကိုသွင်းယူကတမိုင်းတွင်စေမဲ့ဂိုးကိုသွင်းယူလာခဲ့ပေးတာဖြစ်ပါတယ်ရှင်။